စပင်ကတအားကျွတ်တော့ဒီခေါင်းလျှော်လို့ရှိရင်ရေချိုးခန်းကဒီလက်ဟွာပေါ့နော်ရေပိတ်တောင်လေစပင်နဲ့ညှိပြီးတော့အဲ့လိုရေမြောင်းပိတ်တဲ့အနေအထားတွေကိုပေါ့နော်စပင်ကျွတ်ဖို့တယ်ဆိုတော့အဲ့ဒီပထမဆုံးဒီဟဲကွင်းလေးကိုစသုံးတဲ့အချိန်မှာဟိုနည်းနည်းလေးပဲဟိုကျွန်ဗီဒီယိုတောင်လုပ်ခဲ့ဘူးတယ်အရင်သိတာရယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေစပြီးတော့သုံးဖြစ်လာတယ်ဒါကတော့ကျွန်ဟဲကွင်း9ဘူးလောက်သုံးပြီးတဲ့အချိန်မှာရခဲ့တဲ့စပင်ထူလာတဲ့ရလက်လေးပေါ့နော်အခုသုံးလာတဲ့အချိန်မှာလုံးဝတိတာဆုံးအချက်ကတော့စပင်အများကြီးအုံထူလာတာပဲစပင်ကဒီခွဲချောင်းနေရာမှာဆိုလို့ရှိရင်စပင်အသစ်တွေအမြဲတမ်းတွေ့ရတယ်စပင်နည်းနည်းလေးပဲကျွတ်တယ်ကျွတ်ပြီးလို့ရှိရင်လည်းအသစ်လေးတွေအများကြီးထွက်လာတဲ့အတွက်ကြောင့်မလို့တိတိတတ်တာအုံထူလာတယ်အရန်အတိတာဆုံးအချက်ကတော့စပင်ရှည်မြန်လာပဲစပင်ရှည်အရန်မြန်တယ်ဓာတ်ပုံလေးတွေချိန်ကြည့်လိုက်ပြီးဆိုလို့ရှိရင်ရှင်မီအရန်သဘောကျဟဲ့စပင်ဒီလောက်တော့မြန်ရလားပေါ့နော်ရှင်မီဒါသုံးလာရဲ့ရလာပဲပေါ့နော်ဆိုတော့ဟဲကွင်းမှာရှင်မီအကျိတ်ဆုံးတစ်ချက်ကတော့စပြီးတော့သုံးရှင်စပင်ကျွတ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်2ချိန်3ချိန်3မိတာနဲ့ကိုတိတာတယ်ဆိုတဲ့အချက်ပဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့အကျိတ်ဆုံးပါပဲရှင်မီရဲ့မိတ်ဆွေ customer တွေလည်းဟဲကွင်းသုံးပြီးတော့ဘယ်လိုလေးတွေရလက်ရကြလဲဆိုတာကိုရှင်မီရဲ့ပို့ဆောင်မှာမှတ်ပြလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာတွေ့ကြပါမယ်တတား